Hello ကျွန်တော်တို့နဲ့ပတ်စံရှာမယ်တူကိုကတ်ပါအခုပြောပြမယ့်ချက်ကဒီလိုမျိုးချက်ချင်းလာပေးတဲ့မှုတစ်ခုကျွန်တော်ထုတ်ထားတာရှိတယ်အဲ့ဒါအလဲပေါ်ပေါင်းချင်းနက်ခတ်မှုလို့ခေါ်တယ်ပေါ့နော်အလဲပေါ်အောင်နက်ခတ်မှုဆိုတာဘယ်လိုလဲပေါ့နော်အလဲပေါ်အောင်ကျွန်တော်ပေါင်းချင်းကိုကျွန်တော်ဖြုတ်လိုက်တာရှမ်းရှည်လို့ပေါ့နော်အဲ့ဘယ်လိုလဲဆိုတော့ဒီတဏိတာထွက်ကနန်း2ရက်တာထွက်ကနန်းမှာပေါ့နော်ဒီပထမတစ်ရက်မှာဆိုရင်သူအဲ့အလဲနှလုံးပေါင်းချင်းအောက်ကအရဲအလဲနှလုံးပေါင်းချင်းနက်ခတ်ဖြစ်နေတယ်ဆိုရင်ဒီကျွန်တော်ရဲ့ဒီเนาะမူပိုင်းအလဲပေါင်းနက်ခတ်မူလို့ formula အသစ်ပေါ့နော်အသစ်ဆိုပေမဲ့ကျွန်တော် channel ရဲ့လူတွေရောသိတာကြာပြီနှစ်နှစ်လောက်ရှိပြီပေါ့နော်အဲ့ဒါဆိုရင်အဲ့ဒါဘာလဲဆိုတော့ဒီမှာဒီအလဲနှလုံးပေါင်းခြင်း4ဒီအလဲနှလုံးပေါင်းခြင်းနဲ့4နှစ်အဲ့လိုမျိုးနက်ခတ်ဖြစ်တယ်ဆိုရင်ကျွန်တော်အခုပြမယ်မူကို3ရက်တွင် like အပိုင်လိုက်အဲ့ဒါကျွန်တော်ရဲ့ channel တွေကလူတွေဆိုရင်ဒါအမြဲတမ်းရဒီမူပဲသူတို့အမြဲတမ်းစောင့်နေရပါတော့အခုလာပြီဒါ YouTube မှာမတင်ရသေးချာလေးမတင်ရသေးလို့ကျွန်တော်ဒါဗီဒီယိုတေချာလုပ်ပြီးတော့တင်ပြရပါတော့အဲ့ဘလို့တကယ်လို့အဲ့လိုဖြစ်ပြီဆိုရင်ဘာလိုက်ရမလဲပေါ့နော်အဲ့လိုဖြစ်ပြီဆိုရင်ကျွန်တော်ပြပြမယ်3853ညပါတယ်3853ည break နော်3388 3389 50 3 3ထိပ်8ထိပ်နဲ့လာတာများတယ်ဒီအပေါ်က4ကွက်ပေါ့နော်ဒီ3388 3389 8လာတာများတယ်ဒီ3ခွက်ကနဲတယ်ပေါ့နော်ဆိုတော့ဒီ4ခွက်ကိုအပိုင်လိုက် main လိုက်ပေါ့နော်ဒါ3ရက်တွင်လာတယ်ဒါကျွန်တော်ရဲ့အလဲပေါ်အောင်နက်ခတ်မှုနော်ဒုတိကိုခန့်ရဲ့မူပိုင်ကျွန်တော်လာမလားဒါကလန်နာမှာတစ်ချက်တူသွားစစ်မယ်ပေါ့နော်ကဲကျွန်တော်တို့လေတေချာလေးစစ်ကြည့်လိုက်အောင်ပေါ့နော်ကျွန်တော်ဒီမှာဆိုရင်89ပေါ့နော်8893ဒါအလဲနှလုံး89ခွန်1196အလဲနှလုံး3ည1939အဲ့ဆိုရင်အပေါ်ခွန်ရဲ့3ညရဲ့ဒီအလဲနှလုံးအပေါ်အလဲနှလုံးရဲ့ဒီအောက်အလဲနှလုံးရဲ့ပေါင်းခြင်းနက်ခတ်ခွန်3ညဖြစ်တဲ့အတွက်ကြောင့်မလို့ဒါအလဲပေါင်းနက်ခတ်မှုဒီမှာ55ဆိုပြီးတော့9နဲ့3ည break 3853ညပိုင်း3853ည break လာတယ်ဒီမှာဆိုရင်လည်း9ထပ်ပြီးတော့ပြန်ပြီးတော့ဒီ9နှစ်အလဲနှလုံးပေါင်းခြင်း9ခွန်နှစ်အောက်မှာ314 24လဲပေါင်းခြင်းနက်ခတ်မှုဖြစ်သွားပြီအဲ့ဆိုရင် तू က3853ညပါတယ်3853ည break ဒီမှာဒီတစ်ချိန်နောက်ကျရပေါ့နော်ဒီမှာဆို9ရက်ထိရောက်သွားတယ်ဒီမှာဆိုရင်နှစ်တချမ်းတဲ့ချိန်နောက်မကြောက်ဘူးเนาะဒီမှာဆိုရင်နှစ်အလဲနှလုံးပေါင်းခြင်းနှစ်အလဲနှလုံးပေါင်းခြင်း4နှစ်4အလဲဘောပေါင်းခြင်းနက်ခတ်မှုဒီမှာဆိုရင်ခွန်8 3ရက်တွင်လာတယ်ဒီမှာဆိုရင်အလဲ3တက်4 8အလဲ8 4နှစ်4 4နှစ်အလဲပေါင်းခြင်းနက်ခတ်မှုဒီမှာဆိုရင်3 5 3ရက်တွင်လာတယ်ဒီမှာဆိုရင်အလဲခွန်4တက်အောက်က9 3 8ဆို1 8နက်ခတ်เนาะအလဲဘောပေါင်းခြင်းနက်ခတ်1 8ဖြစ်တဲ့ကြောင့်မို့3853ညပါတယ်3853ည break ဒီမှာ3ည3ဒီမှာအောက်မှာခွန်8တွေပါတယ်လာသေးတယ်မှာတစ်ခါလာရပြီပေါ့နော်ဒီမှာဆိုရင်အလဲနှလုံး6အလဲနှလုံး9 69အလဲပေါ်ပေါင်းခြင်းနက်ခတ်ပေါ့နော်အဲ့မှာဆိုရင်3ည8ဆိုပြီးလာတယ်နော်3ည8ဒီတစ်ခွန်ယူလို့မရအောင်နော်ဒါ3853ညပါတယ်3853ည break key break ဖြစ်တယ်3ည8လာတယ်ဒီမှာဆိုရင်9ခွန်6 369 69အလဲပေါ်ပေါင်းခြင်း69နက်ခတ်ဖြစ်တယ်ပြီးရင်ဒီမှာဆို4ရက်ကြာတော့ဘာလို့ဒီမှာဂျားမှာနောက်တစ်ပင်ထပ်ဖြစ်သွားပြီပေါ့နော်နောက်တစ်ပင်ပြန်ဖြစ်တယ်ဒီမှာဆိုရင်8 1 9ဒီမှာအောက်မှာ9ခွန်6ဒီမှာလဲ96ပြန်ဖြစ်သွားတယ်အဲ့မဲ့ဆိုရင်3ည8ဆိုပြီးတော့ဒါနှစ်ခါပေါင်းလာသွားပြီပေါ့နော်ဒီမှာလည်းဆက်လာတယ်ထားပါတော့ဒီတစ်ချိန်ပြီးသွားပြီပေါ့နော်လာရင်ပြီးသွားပြီဒီမှာဆိုရင်လည်း1684ဒီမှာအလဲနှလုံးပေါင်းခြင်း4 8ခွန်5နဲ့အလဲနှလုံးပေါင်းခြင်းခွန်5ဆို2 4နှစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာ3ရက်တွင်မှာ3ည8 3ညလာတယ်အဲ့ဒါရေနောက်ဒီမှာထပ်ပြီးတော့ဒီမှာဆက်ပြီးတော့ဒီမှာ1533ရင်ကလေးနှလုံး938 3926အလေးနှလုံး1ဆို8ဖြစ်တဲ့ကြောင့်မလို့ဒီမှာ80ဆိုသူကနှစ်ခုကိုတစ်ခါရေးပေါင်းဆင်းသွားတယ်3ရက်တွင်เนาะပထမတစ်ခုအတွက်ကျတော့3ရက်တွင်ဒုတိယတစ်ခုအတွက်ကျချက်ချင်းတန်းလာသွားတယ်ဆိုတဲ့သဘောဒီမှာဆိုရင်လည်းအောက်မှာပြန်လာသေးတယ်ဒါပေမဲ့ထားရတော့တစ်ခုပဲပေါ့เนาะတစ်ခါပဲရပြီဒီမှာဆိုရင်9လေး1လေးမှာဆိုရင်လေးနှလုံးပေါင်းခြင်း4 1 5ဒီမှာဆိုရင်3ခွန်6 8မှာဆိုရင်လေးနှလုံးပေါင်းခြင်း3ဆိုရင်53ဆိုတဲ့နက်ခတ်အပေါ်ဖြစ်သွားတယ်အဲ့မှာဆိုရင်3853ညပါတယ်3853ည break တွေက8ပါတယ်3 break 8 5ဒီမှာဆိုရင်လည်း25ခွန်ကိုအလဲနှလုံးနဲ့34ကိုအလဲနှလုံး4 2 4ဖြစ်တဲ့ကြောင့်မလို့အလဲပေါင်းခြင်းလက်ခံမှုဖြစ်တဲ့အတွက်ကြောင့်မလို့3853ညပိုင်း3853ည break မှာဆိုရင်ဒီမှာ3ည3ဆိုပြီးတော့တန်းလာပါတယ်ဒီမှာဆိုရင်3685နဲ့411ခွန်အလဲနှလုံး4အလဲနှလုံးအောက်ကနှလုံးကနှစ်ပေါ့နော်4နှစ်เนาะအလဲပေါင်းခြင်းလက်ခံမှုဖြစ်တဲ့အတွက်ကြောင့်မလို့3853ညပိုင်း3853ည break ဒီမှာ3ပါတယ်3ပါတယ်ဒါ10 break ပေါ့နော်5ပါတယ်10 break အဲ့လိုမျိုးဒီမှာခွန်8လဲရသေးတယ်ဒါပေမဲ့ထားရတော့တစ်ခါလိုင်းရပြီပေါ့နော်ဒီမှာဆိုရင်1553 1524ပေါ့နော်ဒီမှာနှစ်ခါထပ်တော့သူရှုပ်နေတယ်ပေါ့နော်
တင်953အလင်းနှလုံး55ဆို3ညဒီမှာတင်9နေလေအလင်းနှလုံးခွန်ဆိုတော့3ညခွန်နဲ့ကဖြစ်တဲ့ကြောင့်မို့3ည8ဆိုပြီးတန်းပြီးနောက်နေလာတယ်အဲ့နေမမရ3ည1ကပြန်ပြောင်းသွားတာပေါ့နော်ဒါကျွန်တော်တို့အများကြီးပျော်လိုက်ရတယ်เนาะဒီမှာဆိုရင်လည်းပြထားရပေါ့နော်ဒီမှာဆိုလည်းပြထားရဲဒီမှာသူဆိုရင်ပျော်သွားပြီပေါ့နော်လက်ခံမှုရကျန်းထော်နာပဲဒီမှာဆိုရင်လည်းပြန်ပြီးတော့တင်9နှစ်လေးမှာဒီမှာတော့ခွန်ပေါ့ငကိုရက်ဒါအပေါ်က3ညအောက်ကခွန်တယ်ပေါ့နော်ဒီမှာဒီအောက်ကခွန်ရဲအဲ့နေရပဲ3ညအလဲ3ညဖြစ်သွားတဲ့အတွက်ကြောင့်မလို့သူဒီအလဲပေါ်ပေါင်းချင်းလက်ခံမှုပြန်ဖြစ်သွားတယ်အဲ့ဒါကြောင့်မ3ရက်တွင်385 3ညပါ385 3ည break ဒီမှာခွန်3ပါခွန်3ပေါ့နော်ခွန်ပါတဲ့3ပါတဲ့3ည break ပေါ့နော်အဲ့ဒါနောက်ဆုံးဖြစ်သွားပြီပေါ့နော်ဆိုတော့ဒီအလဲမာကြီးမစစ်ပြောက်ဒီလဲရတယ်မရှာထားဘူးပေါ့နော်ဒါထိတ်နဲ့အပိတ်ပဲရှာတယ်ဒီထက်ကလန်နာအကြီးကြည့်ချင်တယ်ဆိုကျွန်တော် channel မှာဝင်ကြည့်ကျွန်တော်ကလန်နာအကြီးနဲ့စစ်ပြထားပြီပေါ့နော်အကုန်လုံးဒါ3ရက်တွင်လာတယ်ဒီတစ်ချိန်မဲ့နောက်ကျသွားပြီပေါ့နော်ထားပါတော့နော်ဒါပေမဲ့မပြတ်ဘူးနော်ဒီမူကတော်တော်လေးကိုဒါကျွန်တော် channel လေးလိုတွေအတွက်ဒီရွှေပေါ့နော်ရွှေလိုပဲအရင်ပေါ့ဒီမူလာရင်အကုန်လုံးတိကြတယ်ဒါကျွန်တော်တော့ပြောစရာမလိုနော်ဆိုတော့ဒီအခုတစ်ခေါက်ကဒီမှာဆိုရင်8.3မှာခွန်ဆိုပြီး4ဖြစ်သွားတယ်အောက်မှာ9.28ဆိုပြီးတော့3ညထိတ်3ည2ပေါ့နော်ဆိုရင်4နှစ်အပေါ်မှာခွန်4အောက်မှာ3ည2ဆိုရင်4နှစ်ပေါ့နော်4နှစ်ဖြစ်တော့ကြောင့်မို့လေဘောပေါင်းချင်းနှက်ခတ်မှုဖြစ်သွားပြီအဲ့တော့ကြောင့်မို့ဒီမှာဆိုရင်နောက်ဆုံးပင်ဖြစ်သွားတယ်ဒီမှာ3ရက်တွင်အဲ့ဆိုရင်တင်းလိုက်အင်္ဂါဘုတ်တဟုတွင်385 3ညပိုင်း385 3ည break 10ခွက်လာလိမ့်မယ်ကျွန်တော်အခုပြထားပြီပေါ့နော်ဒီ10ခွက်ကိုတခြားပြန်ရေးပြထားရဲ့အနောက်မှာကဲမူလေးနားလေသွားပြီဆိုရင်ဒါထိုးရမယ့် canal လေးပါ385 3ညပိုင်း385 3ည break ကလန်နာအရှိစစ်ထားရဟာကြည့်ကျင်တယ်ဒါပို့ပြီးတော့တီးကြတိကျင်တယ်ဆိုကျွန်တော် channel ရဲ့ Telegram channel တွေဝင်ခဲ့ပါဆိုတော့ကျွန်တော်ဒီမူပိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒါတခြား channel လေးယူတင်ခွင့်မပေးပါဘူးပြီးနောက်ကျွန်တော်ကိုယ်တိုင်လည်းရောင်းမစားပါဘူးပေါ့နော်တကယ်လို့မိတ်ဆွေကြိုက်တယ်ဆိုရင်ယူ3မှာယူကစားပါဒါပေမဲ့ပြန်ရောင်းတာမျိုးမလုပ်ပါနဲ့ဘာလို့ဆိုတော့ကျွန်တော်ရှိမှာဒါဒီမူနဲ့ပတ်သက်တဲ့ထုတ်ထားတဲ့ရက်စွဲတွေရှိပါတယ်အဲ့တော့ကြောင့်မလို့ကျွန်တော်ရဲ့မူကိုကြိုက်တယ်ဆိုရင်ကိုယ်တိုင်ကစားပေါ့နော်ဒါပြောပြလို့လည်းရတယ်ဒါကိုခန့်ရဲ့မူပြောပြလို့ရတယ်ဒါပေမဲ့ရောင်းစားတာတွေပဲမလုပ်ပါနဲ့ပေါ့နော်ဒီဟာလေးကတော့ကျွန်တော်ရဲ့ Telegram channel လေးပါဒီ channel လေးကိုလည်းဝင် join ထားပါအောင်ဘာလို့လဲဆိုတော့ကျွန်တော်ဒီထဲမှာပို့ပြီးတိကျတဲ့one chain တွေ break တွေတပတ်စာတင်ပေးလေးရှိပါတယ်အများကြီးတင်ပေးရပါတော့ဒီ comment ဒီ post ရဲ့ comment မှာကျွန်တော် link ချပေးထားပါမယ်ဒီတစ်ပတ်မှာလည်းကျွန်တော်ရဲ့ဒီအလဲပေါ့နှက်ခတ်မှုလေးနဲ့အဆင်ပြေကြပါစေပေါ့နော်